ဇီဝမျိုးစုံမျိုးကွဲမျှခြေလုပ်ငန်းတွေကိုပုံမှန်အားဖြင့်စီမံကိန်းတစ်ခုချင်းစီအလိုက်စီစဉ်ဆောင်ရွက်လေ့ရှိပါတယ်။ဆိုလိုတာကတော့ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုချင်းစီနဲ့ဆက်ဆက်တဲ့မျှခြေလုပ်ငန်းတွေအတွက်ဆုံးရှုံးမှုနဲ့တိုးပွားမှုတွေကိုတီးတန့်စီတွက်ချက်လေ့ရှိပါတယ်။ဒါကြောင့်မျှခြေလုပ်ငန်းတွေရဲ့အကဲဖြတ်ခြင်းနဲ့တွက်ချက်ခြင်းတွေဟာပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲဆိုတာကိုအပြည့်အဝအထည့်သွင်းစဉ်းစားခြင်းမရှိတာမျိုးဖြစ်လေ့ရှိပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ဒေတာတစ်ခုတွင်ဇီဝမျိုးစုံမျိုးကွဲတွေအပေါ်ကြားရောက်နေတတ်တဲ့တက်ရောက်မှုများစွာရှိတတ်ပါတယ်။တခါတရံမှာဒီလိုတက်ရောက်မှုတွေဟာမျှခြေလုပ်ငန်းတွေဆောင်ရွက်ဖို့လိုတဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုချင်းစီအလိုက်မျှခြေလုပ်ငန်းဆောင်ရွက်နေပေမဲ့ဖွံ့ဖြိုးရေးလုပ်ငန်း3-4ခုကြောင့်စုပေါင်းဖြစ်ပေါ်လာတဲ့တက်ရောက်မှုဥပမာတစ်ဆက်တည်းဖြစ်နေတဲ့နေရင်းဒေတာတစ်ခုအပိုင်းပိုင်းပြတ်တောက်သွားမှုဟာဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုစီနဲ့မျှခြေလုပ်ငန်းတစ်ခုစီကြောင့်ဖြစ်လာတဲ့တက်ရောက်မှုများထက်ပိုမိုဆိုးဝါးများပြားနေတတ်ပါတယ်။ဒါအပြင်မျှခြေလုပ်ငန်းတွေရဲ့ထိရောက်မှုနဲ့ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ်၎င်းတို့ရဲ့အထောက်အကူဖြစ်နိုင်မှုဟာလည်းရောကျသွားနိုင်ပါတယ်။ဒါကြောင့်ရေရှည်မှာဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးမှုကိုရှောင်ရှားဖြေရှင်းဖို့အတွက်ပုံမိုကျယ်ပြန့်တဲ့ပတ်ဝန်းကျင်အခြေအနေကိုထည့်သွင်းစဉ်းစားဖို့ကအရေးကြီးပါတယ်။ဒါဟာမျှခြေလုပ်ငန်းတွေကနေရရှိတဲ့အကျိုးကျေးဇူးကိုပုံမိုတိုးပွားစေနိုင်ပြီးသတ်မှတ်ထားတဲ့မျှခြေလုပ်ငန်းပမာဏကနေပုံမိုကြီးမားတဲ့အကျိုးကျေးဇူးကိုရရှိစေနိုင်ပါတယ်။မဟာဗျူဟာကျတဲ့မျှခြေလုပ်ငန်းဆိုတာကဇီဝမျိုးစုံမျိုးကွဲရလဒ်တွေကိုပုံမိုကောင်းမွန်စေဖို့မဟာဗျူဟာကျဒီဇိုင်းဆွဲအကောင့်ထဲပေါ်တဲ့မျှခြေလုပ်ငန်းတွေကိုခေါ်ဆိုပါတယ်။ဗျူဟာကျဆောင်ရွက်ခြင်းရဲ့ရည်ရွယ်ချက်ဟာပုံမိုကျယ်ပြန့်တဲ့အကျိုးကျေးဇူးတွေကိုဖန်တီးဖို့ဖြစ်တယ်ဆိုတာကိုနားလည်ဖို့အရေးကြီးပါတယ်။မျှခြေလုပ်ငန်းတစ်ခုဟာကျွမ်းကျန်သက်ရောက်မှုတစ်ခုကိုဖြည့်ရှင်းဖို့နဲ့စုစုပေါင်းဆုံးရှုံးမှုမရှိစေဖို့လုံလောက်တဲ့ဇီဝမျိုးစုံမျိုးကွဲတိုးပွားမှုရရှိအောင်ဖန်တီးပေးရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့စနစ်တကျဗျူဟာကျစီမံခြင်းဖြင့်ဒီထက်ပိုကောင်းအောင်လှုပ်ဆောင်လို့ရပါသေးတယ်။ဒါကြောင့်မဟာဗျူဟာကျတဲ့မျှခြေလုပ်ငန်းကိုဘလို့ဘယ်နေရာဘယ်အချိန်မှအကောင့်ထဲပေါ်မလဲဆိုတာကိုဆုံးဖြတ်ဖို့အသုံးပြုတဲ့စီမင်းဒါမှမဟုတ်ကန့်သက်ချက်တစ်ခုအဖြစ်မှတ်ယူသင့်ပါတယ်။မျှခြေလုပ်ငန်းတွေကိုစနစ်တကျဗျူဟာကျစီမံနိုင်ဖို့နည်းလမ်းအများကြီးရှိပါတယ်။၎င်းတို့မှာမျှခြေလုပ်ငန်းအတွက်ဗျူဟာကျတဲ့နေရာဒေသရွေးချယ်ခြင်းမျှခြေလုပ်ငန်းအမျိုးအစားကိုစီမံချက်ရေးဆွဲခြင်းနဲ့အဲ့ဒီဒေသအတွင်းမှာရှိတဲ့တခြားထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့စုပေါင်းလက်တွဲဆောင်ရွက်ခြင်းစတာတွေပါဝင်ပါတယ်။မျှခြေလုပ်ငန်းအတွက်တင့်တော်တဲ့ဗျူဟာကျတဲ့နေရာရွေးချယ်ခြင်းဟာအတွေ့အအများဆုံးဗျူဟာကျမျှခြေလုပ်ငန်းဖြစ်ပါတယ်။ဗျူဟာကျမျှခြေလုပ်ငန်းနေရာရွေးချယ်ခြင်းဆိုတာကိုဥပမာအနေနဲ့ပြောရရင်မျှခြေလုပ်ငန်းများကိုစုပေါင်းပြုလုပ်ခြင်းဖြစ်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းအမျိုးမျိုးမှမျှခြေလုပ်ငန်းများကိုပေါင်းစပ်ပြီးတင့်တော်သောနေရာများတွင်မျှခြေလုပ်ငန်းအကောင့်ထဲပေါ်မဲ့ဧရိယာကိုတိုးချဲ့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်။ဒါဟာဇီဝမျိုးစုံမျိုးကွဲတိုးပွားမှုအတွက်စီမံကိန်းအဆင့်ရည်မှန်းချက်တွေကိုအောင်မြင်စေရုံမျှမကမျှခြေလုပ်ငန်းတွေဟာပုံမိုများပြတဲ့အကောင်အပင်မျိုးစိတ်အရေးအတွက်နေရင်းဒေသဂေဟစနစ်များကိုထိမ့်သိမ်းပေးနိုင်ပါတယ်။ဒါကြောင့်နှောက်ယှက်မှုတွေကိုပုံမိုခံနိုင်ရည်ရှိစေနိုင်ပါတယ်။ထို့သို့ပြုလုပ်ခြင်းအပြင်မျှခြေလုပ်ငန်းကိုတင်းငယ်တဲ့နေရာတွေမှာတီးခြားစီဖြန့်ပြီးလှုပ်ဆောင်တာထက်အလေလွင့်နေပါပြီးငွေကုန်လဲတက်တာကပုံမိုထိရောက်ပါတယ်။နေရာဆိုင်ရာမဟာဗျူဟာကျတဲ့မျှခြေလုပ်ငန်းတွေဟာဖွံ့ဖြိုးရေးနဲ့အခြားဖိအားတွေကိုထည့်သွင်းစဉ်းစားပြီးဒေတာတစ်ခုရဲ့ဇီဝမျိုးစုံမျိုးကွဲနဲ့ထိုဇီဝမျိုးစုံမျိုးကွဲအတွက်လိုလားတဲ့ရလဒ်တွေကိုထည့်သွင်းစဉ်းစားတဲ့ကောင်းမွန်တဲ့နေရာဆိုင်ရာစီမံကိန်းချမှတ်ခြင်းနဲ့မဟာဗျူဟာကျတဲ့ပတ်ဝန်းကျင်ဆိုင်ရာအကဲဖြတ်ခြင်းတွေအပေါ်မူတည်နေပါတယ်။မျှခြေလုပ်ငန်းစီမံချက်တွေဟာအခြားသောမြေယာစီမံခန့်ခွဲမှုဆိုင်ရာစီမံချက်တွေဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်တွေနဲ့ပေါင်းစပ်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်။အခုလိုမဟာဗျူဟာကျတဲ့မျှခြေလုပ်ငန်းနေရာရွေးချယ်ခြင်းကိုကနဦးအဆင့်နေမှာအာရုံစိုက်လှုပ်ဆောင်ခြင်းဟာဇီဝမျိုးစုံမျိုးကွဲအပေါ်တက်ရောက်လာနိုင်တဲ့ထိခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့နဲ့ပိုပြီးမဟာဗျူဟာကျတဲ့မျှခြေလုပ်ငန်းတွေဖြစ်နိုင်ဖို့အကူအညီပေးပါတယ်။ဒေသတွင်းမှာရှိတဲ့အခြားထိန်းသိမ်းရေးဆိုင်ရာဦးစားပေးအစီအစဉ်တွေကိုထည့်သွင်းစဉ်းစားခြင်းအပြင်လည်းမျှခြေလုပ်ငန်းတွေကနေရရှိလာတဲ့ဇီဝမျိုးစုံမျိုးကွဲတိုးပွားမှုတွေကိုပုံမူကောင်းမွန်အောင်ပြုလုပ်နိုင်ပါတယ်။ ဒီ
ဒီနည်းနဲ့မျှခြေလုပ်ငန်းတွေကိုဗျူဟာကျရေးဆွဲနိုင်ပြီးအခြားထိန်းသိမ်းရေးလုပ်ငန်းတွေရီမန်းချက်တွေနဲ့လည်းလိုက်လျောညီထွေဆက်ဆက်လှုပ်ဆောင်လို့ရလာစေပါတယ်။အဓိကထားရှိရမယ့်မျိုးစိတ်တွေနဲ့ဂေယစနစ်တွေတည်ရှိတဲ့နေရာတွေမှာကျေပြန့်ပြီးတစ်ဆက်ထဲဖြစ်နေတဲ့ဒေသတွေကိုထိန်းသိမ်းဖို့ထည့်သွင်းစဉ်းစားခြင်းဖြင့်ပုံမကောင်းမွန်ပြီးရေရှည်တည်တတ်နိုင်မဲ့မျှခြေလုပ်ငန်းတွေရွေးဆဲတဲ့နေရာမှာအထောက်အကူပြုပါတယ်။ဒါပေမဲ့စရုပ်ထမြောက်ဗီဒီယိုမှာပြသခဲ့တဲ့အတိုင်းမျှခြေလုပ်ငန်းအောင်မြင်ဖို့ဆိုတာကမျှခြေလုပ်ငန်းမဆောင်ရွက်တဲ့အခြေအနေမှာရှိတဲ့ဇီဝမျိုးစုံမျိုးကွဲအတိုင်းအတာထက်ပုံမတိုးပွားရရှိဖို့အရေးကြီးပါတယ်။ဆိုလိုတာကတော့မျှခြေလုပ်ငန်းတွေကိုအခြားထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပူးပေါင်းစီစဉ်ခဲ့ရင်တောင်မှမျှခြေလုပ်ငန်းတွေကိုရှိပြီးသားသို့မဟုတ်ဂရိပေးထားတဲ့ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက်ရန်ပုံငွေတွေကိုအစားထိုးဖို့အသုံးပြုလို့မရအောင်ဆိုတာပဲဖြစ်ပါတယ်။အကြောင်းရင်းကတော့ထို့သို့လှုပ်ဆောင်မှာကမျှခြေလုပ်ငန်းကနေထပ်မံပြီးတိုးပွားမှုရရှိတယ်လို့မသတ်မှတ်နိုင်လို့ပဲဖြစ်ပါတယ်။မျှခြေလုပ်ငန်းမရှိတော့လဲအခြားထိန်းသိမ်းရေးလုပ်ငန်းများရှိနေပြီး၎င်းတို့ကနေအကျိုးကျေးဇူးတွေရရှိမှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဗျူဟာကျမျှခြေလုပ်ငန်းလှုပ်ဆောင်တဲ့နေရာမှာအခြားမျှခြေ project လုပ်ငန်းတစ်ခုစီအလိုက်ဆက်ညှိနှိုင်းဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ဆိုလိုတာကတော့ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းနဲ့မျှခြေလုပ်ငန်းအကြားဆုံးရှုံးမှုနဲ့တိုးပွားမှုကိုဟန်ချက်ညီစေသည့်အပြင်မျှခြေလုပ်ငန်းများရဲ့ပုံစံကိုစမ်းစစ်ခြင်းနဲ့ခွင့်ပြုပေးခြင်းလုပ်ငန်းများကိုဒေသတွင်မြေအသုံးချမှုနဲ့ထိန်းသိမ်းရေးစီမံချက်တွေကထိန်းကွပ်ပေးသင့်ပါတယ်။ထို့အပြင်ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့မျှခြေလုပ်ငန်းတွေကဖြစ်ပေါ်လာတဲ့စုပေါင်းတက်ရောက်မှုတွေကိုတစ်ဆက်ထဲဖြစ်နေတဲ့နေရာဒေသတစ်လျှောက်စောင့်ကြည့်လေ့လာကဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းတွေကြောင့်အဓိကထားရမယ်ဇီဝမျိုးစုံမျိုးကွဲတွင်ပြင်လက္ခဏာတွေအပေါ်ကိုရေရှည်မှာဘယ်လိုတက်ရောက်မှုရှိလဲဆိုတာကိုလေ့လာရပါမယ်။နောက်ပြီးအနာဂတ်မှာလှုပ်ဆောင်ရမယ်မျှခြေလုပ်ငန်းစီမံချက်တွေကိုလိုအပ်ပါကတင့်တော်သလိုပြင်ဆင်သွားရမှာပဲဖြစ်ပါတယ်။ကျမတို့လှုပ်ဆောင်တဲ့မျှခြေလုပ်ငန်းတွေကနေတိုးပွားမှုတွေလက်တွေ့ရရှိလာတယ်လို့အတည်ပြုနိုင်ပြီးနောက်မှာမျှခြေလုပ်ငန်းကိုဘယ်လိုစောင့်ကြည့်လေ့လာရမလဲဆိုတာကို9ခုမြောက်ဗီဒီယိုမှာပြသသွားပါမယ်။